အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ကတော့ပထီကံအပိုပစ္စည်းတွေရောမရောက်လာလို့မေးနေတဲ့ကိုတက်ပေါ့နော်ကျောစီမှာရှိတဲ့ပထီကံအပိုပစ္စည်းလေးပြပေးမှာပဲဖြစ်ပါတယ်ဒါလေးကတော့သူ့ရဲ့ပထီကံရဲ့အပိုပစ္စည်းလေးပေါ့နော်ကျောစီမှာဆိုရင်ဒီပထီကံရဲ့မော်တာလေးတွေရှိမယ်ပြီးတော့ဒီကောင်ဂီယာလေးတွေရှိမယ်ပေါ့ဗျာဒီဂီယာကတော့ဒီ3မျိုး3ရပ်ဥစ္စာရှိမယ်ပြီးတော့ပထီကံရဲ့ဒီခလုတ်လေးတွေရှိမယ်ပြီးတော့ဒီကောင်လေးတွေကတော့ဒီပထီကန်းရဲ့ဒီပထီလေးကစကိလေးလေးပေါ့ဗျာဒီကောင်လေးကတော့2မျိုးရှိမယ်ပြီးတော့ဒီကောင်လေးကတော့21ဘုတ်ပထီဗျဒီကောင်ကတော့50ဒီကောင်ကတော့10 2မျိုးရှိမယ်ပေါ့ဗျာပြီးတော့ဒီကောင်ကတော့50အထိုင်မတူတဲ့ဥစ္စာပေါ့ဒီကောင်လေးလည်းရှိမယ်ပြီးတော့တကယ်လို့ဒီအထိုင်မတူတဲ့ပြဿနာတွေရှိရကိုတက်ပေါ့နော်ကျောစီမှာဒီပထီကန်းခေါင်းပြောင်းတဲ့ socket လေးလည်းတစ်ခါလေးရမယ်ဒါလေးကတော့ကျောစီမှာလောလောဆယ်ရရှိနိုင်တဲ့အပူပစ္စည်းလေးပေါ့ဗျာ